Hello morning ပါဒီနေ့တော့ solo နင်းဖြစ်မယ်ဗျရန်ကုန် Lebran မှာညရိုက်ပြီးတော့ Lebran ကတန်ငယ်ချင်းတွေနဲ့ပြည်ဘက်ကိုဆက်နေတယ်အချိန်ကတော့အခု4 နာရီထုံးဒါပေမဲ့4 နာရီထိုးပေမဲ့စောကြီးမထွက်ပါဘူးကျွန်တော်9 နာရီကျော်လောက်မှထွက်ပြီတယောက်လည်းဖြစ်နေတယ်ပြင်ဆင်ဟိုလောက်ဒီလောက်ထုတ်ဖို့ရောညရပြင်ဆင်ထားတာဆိုတော့အမတော့ထပ်ပြီးတော့ပြင်ဆင်ကြတော့မလို့တော့အေးရှိပြက9 နာရီကျော်မှပဲထွက်တော့ပြင်ဆင်လာအောင်မယ်အဲ့ကနေဆက်ထွက်လာစပိန်မီဖွင့်ပေါ်လေမေ့ကျွန်တော်တယောက်တည်းနိုးနေထင်တယ်နိုးနေလူတွေအများကြီးပဲလမ်းမှာစပိန်ထဲမှာပဲအစိုးရနေပြတာတခါမှအစိုးရမလို့ကျွန်တော်ရောက်ွက်ထဲမှာလူတွေကတော့သွားလာနေအောင်ပဲဗျာဂျပန်လမ်းထွက်လာပြီးလမ်းမှာပေါ်ရောက်ပါပြီချိန်ရ9 နာရီကျော်ဒီမှာမတွေ့သေးဘူးတယောက်တည်းပဲလမ်းမှာပေါ်ပါစပိန်သမားရောရှိရှေ့ခေပြင်လမ်းခွဲချိန်ရ9 နာရီခွဲဒီနေ့ထွက်တာနဲ့နောက်ကြပါလားဥမာခေပြင်လမ်းဝဲပဲစနေတော့နော်တန်းဆန်ရေးကြတာပါကျွန်တော်ရှိတော့အောက်မင်္ဂလာတုံလမ်းနဲ့မော်ဘီနဲ့ကျွန်တော်မော်ဘီဆိုင်ကိုရောက်ပြီချိန်က6 နာရီနဲ့40ဒါရာသီဥတုနည်းနည်းလေးအေးတယ်လေးရှိတယ်။ရောင်မျိုးထဲမှာတော့ပူလွန်းတယ်။နေရလည်းပြက်ရှေ့ဆိုရင်အောက်မင်္ဂလာတုံလမ်းဆုံးနဲ့ကျွန်တော်မော်ဘီလမ်းစီပြည်လမ်းတစ်ဆောက်လမ်းဖောက်တဲ့လမ်းရောက်တော့စီတန်းစီနေကြအများကြီးဒီလမ်းမကြီးရှေ့တဲ့မော်ဘီပါလက်စားလာအောင်ဒါbreakfast စားကြပါဦးဗျာရှယ်ဖဲ့ရခဏနားနေတာပါဟိုစားပြီးရှေ့ဆက်တော့
ဆွဲလာဝင်ဗျာမနက်စာစားပြီးတော့ပြန်ထွက်လာပါပြီတော့ဒီဘက်ဆက်နေလာဝင်ဗျာနေမပူကလေးနည်းနည်းတွန်းနေထားတာညောင်းတကမျိုးလေးဝင်လာပါပြီ9:35မြောင်းတကမျိုးပါနေလေးနည်းနည်းထွက်လာတော့ပူလာပြီစနေလာဝယ်ကရှေ့မှာတိုက်ကြီးဖူကြီးလန်းစတကုန်းကပြန်စင်တိုက်ကြီးဒီဘက်ကထွက်တယ်လားကျွန်တော်ညာဘက်ကိုမယ်ဆိုရင်စတကုန်းလန်းကိုရောက်မှာကျွန်တော်တက်ဆက်သွားမှာပါโอเคဗျာဆက်နေတော့ဗျာတိုက်ကြီးမျိုးအဝင်ဆိုင်ဖို့8 နာရီတိုက်ကြီးမျိုးတော့ရောက်လာပြီနေမပူကလေးနဲ့ဆက်နေတော့တိုက်ကြီးတောင်ကတာဆုံလန်း8 နာရီ 20ဆက်နေအောင်မယ်ဗျ46မိုင်ကျန်ပြီကီလို60 90ကီလို90ကျန်သေးတယ်ဗျဆက်နေလောက်မယ်တိုက်ကြီးမျိုးဥမတိုက်ကြီးဖောင်းကြီးလည်းရောက်တာဗျစတကုန်းဆင်းရလဲညာဘက်ကိုစတကုန်းဆင်းရတာတိုက်ကြီးလည်းကျွန်တော်ရှေ့ဆက်သွားတော့ကျွန်တော်တိုက်ကြီးမျိုးလည်းဆက်နေရဆက်စော်လာဦးရောက်ထဲဆိုတော့တွန်းနေတယ်နေမပူခင်လေးဆက်နေလောက်ပါဗျာတိုက်ကြီးမျိုးတွေဝင်လာပါပြီတိုက်ကြီးမျိုးတွေမှာပါစံဘောဝဲတကောစံဘောအောင်လန်ပြေရန်ကုန်ကားကြော်တယ်ဗျာရှုပ်ဘာလဲရေကစားမန်းတက်တယ်လားဘာလဲတော့မသိဘူးဟုတ်တယ်ဗျရေကစားမန်းတက်တယ်စတော့တိုက်ကြီးကတော့ခစ်မိတယ်စနေတော့
ကျတဲ့ရအုတ်ကန်ဘယ်ဘက်ကွင်းအဖြောက်လမ်းရှိတဲ့ရအုတ်ကန်ပါအုတ်ကန်ရောက်တော့နည်းနည်းဆက်နေလာအောင်အုတ်ကန်ရောက်တော့မှခဏနာအောင်နေတော့ဗျာဒီရောက်တော့တာကြီးမြို့နယ်ဖလုံမြို့နယ်ဖလုံဟုတ်ကဲ့တော့ရောက်တော့မယ်ရောက်တော့မယ်တော်တော်နင်းနေတယ်28 30နင်းနေတယ်နေဦးမယ်လား9:30အုတ်ကန်ရောက်ပါပြီအုတ်ကန်မြို့အဝင်ဆိုင်ဖို့အုတ်ကန်ရောက်တော့ဓာတ်ဖမ်းလိုက်အောင်ဆိုင်ဖို့လေး9:00ခွဲရောက်သေးဆိုရင်ဖြစ်တယ်လို့ရရတော့မတတ်နိုင်ဘူးကံမျိုးပါဟုတ်ကံမျိုးတိုက်နေစေးရောလိုက်ပါတားလေးဟုတ်ကဲ့မျိုးတဲတော့မဝင်သေးဘူးကြဟုတ်ကဲ့မျိုးမှာကျိုးစိုးကြီးဆိုင်ဘုတ်ကတော့ကြောလာတယ်မျိုးတဲတော့ဝင်တော့ဟုတ်ကဲ့မျိုးတဲဝင်လာပါပြီ9:48ဘယ်မြို့ကြီးစီတန်းစီရဲ့ကားတွေနဲ့ဘေးရွဲတွေနဲ့ဆိုင်ကယ်တွေနဲ့ပြည့်တယ်ဒီမှာလည်းစီဖြည့်နေကြတယ် that's ဟုတ်ကဲ့မြို့နောက်မှာကြောကုန်ဟုတ်ကဲ့မျိုးပါခဏနားမယ်ဗျာအေးဆိုင်တစ်ခုရှာပြီးတော့ခဏနားအောင်15မိနစ်လောက်တစ်ခါမလားကြီးတစ်ခါမလားအဲ့ဒါလေးနေပြီဟုတ်ဟုတ်ပြီရထားဒါအဲ့ဒါဆိုရနာပြီးတော့ဟုတ်ကန်နေပြန်ထွက်လာပါပြီဟုတ်ကန်ပြီးရင်တာယာဝတီဟုတ်ကန်30တာယာဝတီလက်ဗရန်ဒီမိုင်30ကျော်တော့ပဲလို့တိတ်မလို့တော့ထေးပြနေတော့နေတော့ဒိတ်အင်ကြီးက10:35
လေအေးကြီးရတာယာဝတီမြို့နေရှေ့သူတာယာဝတီရောက်ပြီလားတိတ်မလို့ဟောရှိမှတာယာဝတီဆိုင်ပေါ်တော့တွေ့နေတယ်10:41တမရလောက်မယ်ဗျာရှားတုံးလေးမဟာကန္နာယုံကျောင်းတိုက်30မြို့တာယာဝတီမြောက်သေးဘူး30ရောက်30မြို့ဆိုင်ဖို့မတရားတပုံရိုက်လိုက်အောင်ကျောက်တုံးလေး30မြို့ပဲပါအိမ်မှာနေတော့လည်းနေပူလို့အပြင်မထွက်နေပူတဲ့ရောက်တော့လေသူကလက်ရှိနဲ့နေကမျက်မှန်တတ်ထားတော့လေကပိုက်တရှင်လာတာပါသူချွေးနေသူကအေးပြီးတော့အဆင်ပြေနေတာအိမ်မှာနေတော့အပြင်ထွက်မှကြောက်တယ်ပူလို့သူကတော့အဆင်ပြေသွားတာပဲ30ရောက်ပြီအရှိဆိုရင်40 50စနေလောက်မယ်ဗျာโอเค30ရှေ့ဆိုတာယာဝတီရောက်တော့မယ်ရန်ကုန်ပြည်လမ်းဟောင်းနေရတာမျိုးတွေတစ်ခုနဲ့ဆက်နေတော့ဟိုဘက်ကားလမ်းဒီဘက်ကားလမ်းပေးရတယ်အိမ်တွေရှိတယ်စိုက်တွေရှိတယ်လူပြတ်သွားတယ်ဆိုတော့ဟာတိတ်မရှိဘူးလေအဲ့ဒါတစ်ခုနေရတာစိတ်ချမ်းသာလမ်းဟောင်းလည်းဖြစ်တယ်မျိုးတွေကတစ်ခုနဲ့တစ်ခုဆက်နေတာလဲတော့ဆင်ပြီးဖီးပဲလူမပြတ်သွားဘူးပဲဗျာလူပြတ်တဲ့နေရာဆိုတော့တိတ်မရှိဘူးအေးစစ်တယောက်ထဲလဲအေးစစ်နေလို့ရတယ်ဆက်နေတော့ဗျာဒါဝတီရောက်တော့တာဝတီမြို့နေမှာတော့ကိုစတာပါစာမို့တော့ကြောလာလက်ဗရန်ကိုလောက်လူဒီလေဆိုတော့16တော့19 ကီလိုမီတာပဲလို့လောင်းကတာဝတီမြို့မှာကြိုဆိုပိုင်းဆိုင်မှုကိုမတွေ့ဘူးဘယ်လိုကြောလာတော့လက်ဗရန်ရောက်တော့မှာဗျချိန်ရ17 နာရီ 10 မိနစ်နေလေးပူလာပြီပုံမှန်လေးပဲနေတော့ရောက်တော့မှဆိုအေးဆေးပဲနေတော့19 ကီလိုမီတာဆိုโอเคဆက်နေတော့ပဲဗျအခုကကျွန်တော်လက်ဗရန်မှာကျွန်တော်ကျောင်းနေပဲတန်ငယ်ချင်းမတွေ့ဖြစ်တာလဲတော်တော်ကြားနေ2000 2008ဟုတ်တယ်အဲ့ဒီကနေပြီးတော့ခလဲကြားမှာတော့တစ်ခါတော့စုံပြသေးတယ်အဲ့ဒီကမစုံဖြစ်တာကြားတယ်သူလည်းစပိန်နေတယ်တဲ့ပြေးသွားကြမယ်ဆိုကျွန်တော်လက်ဗရန်ကိုခေါ်ကြော်လာတွေ့ရတာကြာပြီဆိုတော့အချိန်ရလဲစောတယ်7နှစ်လောက်ရောက်မှာဆိုတော့စောရောက်တော့စောဒုက္ခရောက်တာပဲโอเคဒါဆက်နေတော့ရောက်တော့မှာအောင်လာပါဘုရားဘုရားဘုရား12 ကီလိုမီတာကျန်နေတယ်ဘရောင်း12 ကီလိုမီတာပြင်တော့လက်ဗရန်ရောက်ပါ17:30ဆရာလည်း17:30ဒီအိုင်ပူလာပြီဘာဒီတော့ကိုင်းနေတာအဲ့ဒါမှကျွန်တော်လည်းလူကြီးတက်စနေအောင်လားလက်ဗရန်မြို့နယ်လည်းဝင်လာပြီဗျ
17:40အချိန်ဒီပဲသမင်းစားခြင်းတန်းနေတာရောက်ပြီဗျလက်ဗရမျိုးစပီးတပေါင်းလောက်ရပြီးသွားပြီโอเคလက်ဗရမီပွင့်ရောက်ရင်ဘယ်ဘက်ကိုကိုရမလဲရောက်ပြီဗျFIMIကရန်ကုန်ပြည်ဒီပိုင်းတွေဘယ်ကိုကိုโอเคဘယ်ကိုပါโอเคလက်ဗရမျိုးတို့နမိုင်းနဲ့အိုင်မီဝါသွားပြီစကဟိုရင်တော့တစ်ခါရောက်ပြီအခုတော့မရောက်တော့ကြာလူတွေဝင်လာပါပြီတော့အဲ့ဒါ15နှစ်လောက်ကရောက်တာဆိုတော့အမှတ်မိတော့ဗျသွားမဲ့နေရာရှာရအောင်ရောက်ပြီဗျာထွက်ဆောက်